苏宁个春冬米好给偷给的路，绕滩西个前面个把牲口滚，把脚没压给他的。မြန်မာလက်ဝဲလောကရဲ့တံမနစ်နီနောင်နှစ်ဖို့ဖြစ်တဲ့ထွန်းထွန်းမင်းရဲ့ဘေးရင်ဟော့ကင်းတွဲချုံမှုနဲ့စူးနေဦးရဲ့ဒေါ်လာ3သိန်းတန်ကျင်းစာအကြောင်းဒီနေ့ဗီဒီယိုမှာတင်ဆက်ပေးသွားချင်ပါတယ်။ဇလန်ဆာကတော့ကျွန်တော်တို့ရဲ့လက်ရှိမြန်မာပြည်ချန်ပီယံထွန်းထွန်းမင်းစီကပါပဲ။စူးနေဦးဝမ်ချန်ပီယံရှစ်မှာစာထိုးကစားပွဲဥတော်မှာပြန်မဲ့တွေကိုအမဲသားတုံးထုသလိုထုပြီးနိုင်လိုက်စဉ်အချိန်တွေမှာထွန်းထွန်းမင်းတယောက်ဦးမြူးတော်ခဲ့ပါတယ်။အရီနာပြည်တွင်းမီဒီယာတွေနဲ့အင်တာဗျူးတစ်ခုမှာထွန်းထွန်းမင်းကဆိုလင်းဦးနဲ့ပတ်သက်လို့သူ့ရဲ့ဘေးရင်မျက်စိနဲ့ကြည့်ပြီးဟော့ကင်းထုတ်လိုက်ပါတယ်။ဆိုလင်းဦးကရော့ထန်စီကကပတ်ကိုဒုနိုင်တယ်။သူ့မာကုံကရော့ထန်နဲ့ရှိနိုင်တယ်။ပရိသတ်ကြိုက်ဖြစ်လာနိုင်မယ်တဲ့။ကျဲရတော့နဝင်ပြီးရရှိလာပါတယ်။ပရိသတ်တွေလည်းဟုတ်တယ်။တမ်မနီချင်းတိုက်ပွဲကြီးရတော့မယ်ဆိုပြီးလက်ခုပ်တီးခဲ့ကြတာပေါ့။ဒါပေမဲ့ကန်ကြမာဆိုတာမျက်နှာစီယာတရားလိုပါပဲ။စူးနေဦးဟာဝမ်ချန်ပီယံရှိတဲ့ဒေါ်လာ3သိန်းနဲ့စာချုပ်ကြီးချုပ်ဆိုပြီးတဲ့နောက်မှာတော့ဇလန်ကရော့ထန်ကိုစင်ကော်ကန်ကနေစိတ်ယုံကန်ဘက်စီကိုဥတီသွားပါတော့တယ်။စူးနေဦးဘာလို့စာချုပ်ရပြီးမှရှုံးနေတာလဲ။အဖေကတော့ရှင်းပါတယ်။ပတ်စံ၄နှစ်လို့ဖြစ်နိုင်ပါတယ်။စဉ်းစားကြည့်ဗျာအရင်ကပတ်စံမရှိတော့ဘိုက်စာနေတယ်။ဘိုက်စာတော့ပြန်မက်ကိုကြက်ပေါင်ကျော်လိုမြင်ပြီးအတင်းဝင်ကြိုက်တော့တာပေါ့။အခုဒေါ်လာ3သိန်းနဲ့စာချုပ်ကြီးရသွားတော့ဘောင်းမီအိတ်ကလေးသွားပြီ။ဒေါ်လာတို့ကြီးကခြေထောက်မှာခြိထားတဲ့တန်နှုံးကြီးလိုဖြစ်နေတာ။ဟဲ့ကောင်ရှီတိုးလေးလိုအုံနောက်ကမင်းပြီးပြီမဲ့ခြေထောက်ကနေဦးဒေါ်လာတွေဖိတ်ကြကုန်မယ်ဆိုပြီးဂီယာမဝင်တော့တာလည်းဖြစ်နိုင်ပါတယ်။ဒါကဘာနဲ့တူတယ်ဆိုတော့လာစာမတိုးခင်တုန်းကအလုပ်ကျိုးစားတဲ့ဝန်တန်းလာစာတိုးပြီးရာတူရသွားတာနဲ့ရုံနောက်ကျအလုပ်ပြက်ဖြစ်တဲ့ဖြစ်စဉ်နဲ့ခက်ဆင်စင်ပါပဲ။ချေခနိုးစားတာပါကိုစိုးကြီးထွန်းထွန်းမင်းကမာကုံတူတယ်လို့ပြောခဲ့ပါတယ်။မှန်ပါတယ်။စိုးလင်းကရန်ကုန်မှာပါတယ်။ဒါပေမဲ့ပြဿနာကသူ့ရဲ့မာကျော်မှုကိုအကာအကွယ်အနေနဲ့သုံးနေကြတာပါ။ဝမ်ချန်မရှိဆိုတာကကဖားစင်နေပြန်မတွေကစနိုက်ပါတနတ်သမားတွေတို့လက်သီးတွေပြစ်သွင်းတာ။စိုးလင်းရဲ့နေပြူကမင်းထိုးကျင်တဲ့လောက်ထိုးငါမျက်နှာနဲ့ခံမယ်။မင်းလက်နာသွားရင်ငါနိုင်ပြီဆိုတဲ့ပုံစံမျိုးဖြစ်နေပါတယ်။ပထမပွဲတွေတုန်းကပြန်မက်တွေကလမ်းပြီးလက်နာသွားခဲ့ကြပြီမဲ့နောက်ပိုင်းပြန်မက်တွေကလည်းပဲမြင်လာပြီလေ။သူတို့ကလက်မနာအောင်ထိုးတက်လာပြီ။ထွန်းတော်မင်းဟော့ကင်းတွဲသွားတာဒီနေရာမှာပါရော့ထန်ကအထိုးခဲပြီးမှပြန်ထိုးတာမှန်ပြီမဲ့ရော့ထန်မှာစကေးရှိတယ်စူးလင်းဦးမှာကဇိုးပဲရှိတယ်စူးတစ်ခုတည်းနဲ့သွားရင်ဒေါ်လာ3သိန်းနဲ့စာချုပ်ကစေးဖို့နဲ့ကုန်သားလိမ့်မယ်ဆိုတဲ့ကိန်းဆန်နေပါတယ်ညီမစက်ကပုံရှိတယ်လေမြောက်တိုင်းတာကားရရင်ငမှုလင်းနေတာကြာပြီတဲ့ထွန်းတော်မင်းကဆိုးလင်းကိုအရက်မြောက်ပေးလိုက်မိတယ်ထင်ပါတယ်မင်းကရော့ထန်နဲ့တူတာမင်းကကဘာဆင်းဆိုပြီးပြောလိုက်တော့ဆိုးလင်းခင်ဗျရုပ်သွားရှာပါတယ်ကွင်းနဲ့ရောက်တော့ငါရော့ထန်ကွာဆိုပြီးလက်မကပဲဝင်ထိုးတော့တာပေါ့တကယ်တမ်းပြန်မက်ကထိုးလိုက်တော့မှအမလေးငါရော့ထန်မို့သေးပါလားငါကဆိုးလင်းကလာဆိုပြီးသတိပြန်ဝင်လာတဲ့အချိန်မှာကျမ်းမြေပေါ်ရောက်ရှိလို့နေပါပြီထွန်းတော်မင်းရဲ့နောက်တစ်ခါဟော့ကိန်းထုတ်ရင်ရရလေးပါလေးတစ်ခါလေးပြေးလိုက်ပါဦးအခုတော့ဟောသမျှတခြားစီဖြစ်ကုန်ပါပြီဆိုးလင်းရဲ့ကစားကွက်ကိုဥပမာပေးရရင် Nokia 3310 ဖုန်းကြီးနဲ့တူပါတယ်အရက်မာတွေပြုတ်ကြလည်းမကွဲဘူးလူကိုကောက်ပေါက်ရင်တော့ခေါင်းကွဲနိုင်တယ်ဒါပေမဲ့အခုခေတ်က iPhone 7D တွေ Samsung S24 တွေခေတ်လေ Touch Screen နဲ့ AI နဲ့ feature ဆိုတဲ့ခေတ်မှာ Nokia ကြီးတို့မာယုံသက်သက်နဲ့တော့ရှင်းလို့မရတော့ပါဘူးထိုးမယ်ခံမယ်ဆိုတဲ့ဘတ်တန်3ခုတည်းနဲ့ခိန်းစောနေတယ်လို့ပါပဲထွန်းတော်မင်းပြောခဲ့တဲ့ Rod ထန်နဲ့တူးမယ်ဆိုတာအခုတော့အိမ်မက်မိုးတိမ်ဖြစ်သွားရှာပါပြီ Rod ထန်ရဲ့စိတ်ထဲမှာငါးစီလာခြင်းအရင်ဆုံးမင်းမျက်နှာကိုလက်တီးလို့အရင်ရှောင်ရပါအောင်လို့ပြောချင်နေမှာပါဒီကောင်းချုပ်အနေနဲ့ပြောရရင်ဆိုးလင်းရှုံးသွားတာကဖက်ဆန်ရံပေါသူပြည့်စည်သွားတာမဟုတ်ပါဘူးအတိတ်ကတော့ပြိုင်ဆိုင်မှုစင်တန်မြင့်လာတဲ့အခါကစားကွက်အပြောင်းလဲမလုပ်နိုင်သေးလို့ပါထွန်းတော်မင်းရဲ့ဟော့ဂိတ်မှန်လာဖို့ဆိုရင်ဆိုးလင်းအနေနဲ့တမ်နစ်လူသားလောက်တာရှော့ပြီးပညာရှိလူသားနည်းနည်းလာလုပ်ဖို့လိုမယ်ထင်ကြပါညီကိုတို့ကရောဘလူးမင်းကြလေအစုံလေးကြည့်ပေးကြလို့အားလုံးကိုကျေးဇူးများတင်ပါတယ်